Okay, skin came low piara jabi solo tinya skin came low piamino. Mina ta ye ga ho a yin ka ta to le kaung la le. A yin ka so de le myo min na no. Mi mi tu tu le ne pi. A wa san jang ye de a ma yue de pi lo chin ne long jang ti ta de a me set lo me chao lo tin tik lo a yan pi la le pi lo chin tin tik de pi chin lo de a yan ko pi ke bu de to sho ha so pom ye ta lo no. A ku so lo shin de ma wa chan pao da le tui de ma la. Ti a de me shi da le tui de ma la. A fa te me te la shin do chi ta ma bi no. Ma a yin ka te so to le kaung la ko no. Te cha le chi no ma. ဒါရီမညာနော်ဒီမှာ affect ထားလို့ရှင်တို့ဒါရီမညာမှာမဟုတ်ဘူးပေါ့နော်အခုကမီးအလေးမီးထိုးတာပဲနော်မီးထိုးထားတာပဲနော်အဲ့ဒါတအားကြီးမနေမှုဖြစ်နေနားဆိုင်မှာဘူးတေးတွေဖောက်တုံးနေရပါနော်ပစ္စည်းတော့မှားထားတယ်မရောက်လာပြီးတော့ပစ္စည်းပြတ်သွားမှလည်းဆိုရင်တော့ချွေထားတဲ့အနေနဲ့ဘူးကြီးကတုံးကုန်တာဘူးတေးတွေပဲဖောက်တုံးထားတယ် SD လိုတာတွေက asset တုံးတာလေးတုံးနေတော့နော်ဒီ SD လိုတာတွေ asset တုံးတာတရားတွေဆိုဘူးနဲ့တော်တော်လေးအဆင်ပြေတယ်အခုနောက်ပိုင်းကဒီ SD လိုတာကိုပဲအဓိကထားပြီးမှတုံးတယ်အမှားကတော့လေဒီကနေ့တော်တော်လေးအဆင်ပြေအမအသားရတအား6တယ်ပြီးလို့ရှိရင်အသားရ6တဲ့သူပြီးလို့ရှိရင်ဝက်ချအမှားရွက်တအားများတဲ့သူဟုတ်တယ်ပြီးရင်မဲ6လို့နေနေရှိတယ်ပေါ့နော်အပေါ်မှာပုံတင်ထားအဲ့လိုမျိုးဖြစ်တဲ့အရင်ကဆိုအခုနောက်ပိုင်းဆိုလို့ရှိရင်နော် skin care မလုပ်ဘဲနဲ့မအိပ်နိုင်ဘူးဘာဖြစ်လဲဆိုအသက်ကြီးလာလို့လည်းမသိဘူးတကယ်မျက်နှာတွေအိုလာမှမျက်နှာတွေပျက်စီးလာမှလည်းအရန်ကြောက်တယ်တအားကြီး glow glass skin ဖြစ်နေတော့မှရေတက်အပြည့်အဝနဲ့မျက်နှာလေးကြည်လင်နေတာမျိုးလို့ရှိနေပေါ့နော်အဲကြောင့် skin care မလုပ်ဘဲနဲ့ sun cream မလိမ့်ဘဲနဲ့လုံးဝမအိပ်နိုင်ဘူးလုံးဝတနေ့တာမဖြစ်နိုင်ဘူးပေါ့နော်နေ့ဘက်ဆိုရင် skin care လုပ်ပြီး sun cream နေ့ကတည်းမလိမ့်ရင်မလိမ့်ပါစေနဲ့ skin care နဲ့ sun cream မလိမ့်ရင်လုံးဝမနေနိုင်ဘူးမြန်လေးနဲ့လွယ်လွယ်လေးပဲလုပ်ပြလိုက်တော့မယ်နော်ตัวเราจะมีမျိုးထက်ခါလေးရကြတယ်ပြီးလို့ရှိရင်အသားလေးစင့်ဝင်မှနောက်တစ်မျိုးပြန်ပြီးမှပြောင်းနေမယ်ပေါ့နော်skin care လဲလို့ရှိရင်ဒီတခုဥပမာဒီတိုနာရေလုံးလိမ့်တယ်လို့ပြောလိုက်ပါတော့တိုနာလေးမှာအသားလေးဒီမစင့်ဝင်သေးဘူးဆိုဆွဲနေတယ်ဒီမှာနောက်တစ်မျိုးပြန်ထပ်လင်းလိုက်အဲ့လိုမျိုးလုံးမားတယ်နော် skin care ဘယ်လောက်အကောင်းစားသုံးနေပါစေသုံးနည်းစနစ်မမှန်ရင်ကနေအဲ့ဒီ skin care ကုန်တော့အနေပါအနေဒီမှာမခံစားဘူးဘယ်လောက်အကြာပဲဆွဲသုံးနည်းမားလို့ရှိရင်လုံးဝမခံစားဘူးပေါ့နော်ကဲဆီရမတော့ဒီမျိုးသုံးတယ်ဒါလေးဘူးတဲပဲဖောက်တုံးနေပြီဘူးကြီးတုံးတော့ကုန်သွားလို့လေအပစ္စည်းတွေကလေမာထားတယ်ကို customer တွေကိုရောက်မလောက်မှဆိုလို့ကိုတွေကတနာစာကြီးဘူးတဲပဲဖောက်တုံးနေရတယ်တရားကျတော့အမေဆက်အမာရွက်တင်းတိတ်တမတွေတော်တော်လေးကောင်းရေပေါ့နော်ဒီအဖြူရောင်လေးကဒီစီရာအဖြူရောင်လေးကပေါ့နော်ပြီးလို့ရှင်ဒီမျက်နှာကိုနှုတ်ပြိုရှင်တဲ့ glow နှုတ်ပြိုရှင်တဲ့အိုမင်းညညမှုကိုထိန်းရှင်တဲ့နှုတ်ပြိုရှင်တဲ့ဆိုကြတော့ဒီရတဲ့အပြည့်အဝနဲ့ glow glass နှုတ်ပြိုရှင်တဲ့ဆိုကြဒီ estilo data နဲ့ပဲစီရမ်လေးတုံးပေါ့နော်မတနာစာကြီးဘူးတဲပဲတုံးနေရတယ်ဒီညဒီစီရမ်လေးလိမ့်ပေါ့နော်အများဆုံးတုံးတဲ့စီရမ်ကဒီနိုင်တဲ့ပဲစီရမ်ဒီအမေရောင်ဘူးပေါ့နော်ဒီဟာလေးကိုတုံးတာများပေါ့နော်ဒါပေမဲ့ဟိုတလို့အမကမျက်နှာတင်းတိတ်တဲ့အမေဆက်အမရွက်တဲ့နည်းနည်းဖြစ်ရှင်လို့ဖြစ်နေတယ်အမရွက်ကကွာလေးရှိရနော်အဲ့ဒါလေးတက်တာရှင်ပြီးတင်းတိတ်ဖြစ်ရှင်လာတယ်လို့ပေါ်လာတော့လေဟိုတလို့ဆေးရုံတက်တော့ဟိုတလို့နေမကောင်းဖြစ်တဲ့ဆေးရုံတွေတက်တော့လေမျက်နှာကတင်းတိတ်ဖြစ်ရှင်လာတယ်လို့ဖြစ်လာတယ်အဲဒါကြောင့်ဒီဟာလေးကိုနည်းနည်းအချိန်ပေးပြီးတုံးပေးလိုက်တယ်ပေါ့နော်တော်တော်လေးတက်တာတော့ပေါ့နော်အမလေးမျိုးဆက်အများကြီးလောင်းမိလိုက်ပြီ15မီလီနဲ့ဖောက်တုံးထားတအားကြီးအများကြီးလိမ့်ဆန်လို့ပေါ့နော်စီရန်လိမ့်မယ်ဆိုရင်လည်းလက်မအရင်ဆုံးတယ်လို့လုပ်ပြီးမှအပူနည်းနည်းပေးမှလိမ့်ပြပုံမှအနေတင်ကောင်းတယ်ဦးနေတော့ကောဒီ skin care ကိုတုံးတယ်တခြား skin care ဘယ်လောက်ကောင်း feeling မလာတော့စကားလုံးကတုံးပေါ့နော်အနေတင်တအားကြီးမခံစားရအောင်ဒါပေမဲ့တုံးပေးတာကြားလာလေးရလိမ့်တတိမထားမိတော့နေနော်အမေကတုံးတယ်အေးကိုနဲ့တိတ်တယ်တုံးရတာအဆင်ပြေတိတ်တယ်ရတဲ့ဖြစ်တယ်မျိုးလင်းလို့ကောင်းနေဆိုတော့ဆွဲတုံးပေးနေတာအဲ့တော့အခုကကြားလာလေးမျက်နှာသားရည်တော့ဂလိုးအရေးတက်တဲ့အစီတက်တဲ့အတွင်းပိုင်းကတည်းကနေကောင်းလာမျက်နှာသားရည်တွေဂလိုးလာတယ်မျက်နှာလည်းအရင်ကထက်ဆိုတော်တော်လေးကောင်းလာပါတော့အဲ့ကြောင့်အရန်ကျင်တဲ့တအားကြီးမလန့်တော့မှမျက်နှာကြီးလင်းနေရမျိုးဆိုတော့ပုံမှကောင်းနေတယ်နော်အဲ့ကြောင့်ကဲဆီရမ်လေးပေးပြီးဆိုလို့ရှင်ကမထစားလေးမနော်ဒါလေးစစောင်းကဘူးကြီးပဲတုံးတယ်နော်ဘူးကြီးကုန်သွားတော့ဘူးတေးပြန်ထားဖောက်တယ်ခုနှစ်မီလီနဲ့အခုတရားလေးကုန်သွားပြီဘူးကြီးတုံးရှင်တာဘူးကြီးက၄ဘူးပဲကြံတော့တယ်အဲ့ဒါလေးရောလောက်မလောက်မဆိုရင်တော့မတုံးဘူးကြီးဘူးတေးပဲဖောက်တုံးတယ်ဒီမှာဒီကောင်လေးကုန်ပြီအခုလေးဒီမှာဘူးအလက်ဆိုင်တပူးပဲကြံတော့တရားကိုပဲဖောက်တုံးလိုက်ပြီတရားလေးတုံးပါနော်15မီလီနဲ့တနာဆိုင်ဒါလေးတုံးဖောက်တုံးပါနော်ဒီဟာလေတကယ်မအိုရှင်ဘူးကိုကအသက်တင်25 26မို့နဲ့30တွေကြိုလာပြီးကိုအသားရတအားတွန်းနေတဲ့တအားကိုအိုလာတယ်လို့ခံစားရတယ်အသားရတအားကျန်းတယ်အရေးတက်တွေခန်း6အိုလာတယ်လို့မျိုးခံစားရရင်ဒီကောင်လေးလောက်ဝဲတုံးတကယ်အရန်ကောင်းတယ်ဒီမယုံရင်တော့ရိုက်ချချလို့ရတယ်အများကြီးလေးလိမ့်ဆန်လို့ပေါ့နော်မအိုဆေးလို့ပြောလို့ရတယ်ညနာမအိုဆေးပေါ့နော်ဟိုးနေလောက်ကောင်းမကောင်းဘလို့ရှင်လေကိုမျက်နှာမှာလိမ့်ပြီးဆိုလို့ရှင်လက်မှာလေးနော်အမျိုးကြံနေတာမျိုးခံစားရဆိုရင်လေပင်းနဲ့မျက်နှာပဲကလို့နေပြီးလေပင်းတွေလည်းအသက်အရွယ်တစ်ခုရောက်လာလို့ရှင်ဒီလိုမျိုးတွန့်တက်တယ်ဒီလားအကြောင်းဒီမှာအကြံတွေကိုလေပင်းမှာလိမ့်
ဒီလိုမျိုးနေပြီးမှလိမ့်ပေးလိုက်အဲ့လိုမျိုးဆိုနေပြီးနေမအိုတော့ဘူးနော်ကဲလိမ့်ပြီးဒီလောက်ပဲ skin care ပြီးလို့ရှိရင် eye cream ကဒီမှာ Lancome တုံးတယ်ဒီအားလေးစစတုံးကဆိုအကြီးစိတ်တုံးတာအကြီးစိတ်ကအကြာကြီးခံတယ်တနည်းကြော်လောက်ခံနေကုန်တော့ပြီအခုအသေးစိတ်ပြန်ဖောက်တုံးတယ်ပြီးရင်အမေကောင်လေးတုံးတယ်ပြီးလို့ရှိရင်ဒီကောင်လေးတုံးတယ်ပေါ့နော် eye cream ကြတော့ဒီ Lancome တဲ့ပဲတုံးတယ်လူတယောက်ကအိုပြီးဆိုမျက်စိမှာကြီးတက်တယ်တချို့ဆိုရင်ဒီလိုမျိုးတွေမှာဆိုလို့ရှိရင်ရီလိုက်လို့ရှိရင်ပေါ့နော်တွန့်နေတာမျိုးတွေဒီလိုမျိုးတွေမှာလေတွန့်နေတာမျိုးတွေမြင်ပြတယ်မလားအဲ့လိုမျိုးကာကွယ်ရှင်နေဆိုလို့ရှိရင်မတွန့်ချင်ဘူးဆိုလို့ရှိရင် eye cream နဲ့ဒီကပဲနော်ပြီးတော့ပြီဒီလောက်ပဲ skin care ခဏလေးနဲ့ပြီးတော့ပြီနော်တချို့ရက်တွေဆိုလို့ရှိရင်တစ်ပတ်မှ2ချိန်ဖို့နဲ့3ချိန်လောက်ဆိုလို့ရှိရင်မျက်နှာလေးနှိပ်ပေးပေါ့နော်ဒီနှိပ်ပေးလေးနေပေါ့နော်မျက်နှာဒီနှိပ်ပေးတတ်တယ်ဒါပေမဲ့ကိုကလည်းငပြင်းထဲမှာပါတယ်ဆိုတော့လေနော်မြန်ဆန်ဆန်လေးပြီးရှင်တော့တစ်ပတ်မှ2ချိန်3ချိန်ပဲနှိပ်ပေးဖြစ်တယ်ပေါ့နော်ကဲ skin care လုပ်တက်ပြီးတော့ပြီနှိပ်ပဲဆိုရင်ကတော့ဒီလိုမျိုးလေးပြင် sun cream လေးကောက်လေးနိုင်ပြီးတော့ပြီပြင်စကူပေါ့ရင်နည်းနည်းလေးလာပြင်တယ်ပြီးတော့ပြီပေါ့နော်ညဘက်အဲ့လိုရှင်ကခဏနေရတော့ဒီမှာတီဟိုတီကအစီလေးလေးနေပေါ့နော်ပုံတော့နည်းနည်းပဲကျန်တော့မှာနည်းနည်းပဲကျန်တော့နှခါရင်ကစနှခါနေတွန်းပြီးတော့နှခါနေခန့်ချောင်းနှခါနေကလချန်တတ်တယ်မရှိတယ်မျိုးလေးတွန်းရင်းနေမျိုးဖြစ်တယ်အခုနောက်ပဲဆိုတရားတုံးလို့လားမသိဘူးနှခါနေဆဆပြေလေးနဲ့ညဘက်တရားလေးလိမ့်ထားလို့ရှိရင်နှခါနေတင်းတင်းရင်းကိုလချန်တတ်တယ်ဖြစ်လာတယ်မျိုးပေါ့နော်ခန်းစားတယ်skin care ပြီးတော့ဘောနော်ဒါပဲအများနဲ့တုံးဖြစ်တာဆိုလို့ရှိရင်ဒီ3မျိုးကိုတုံးဖြစ်တာများပြီး eye cream ပေါ့နော် eye cream ရောဒီဟာဒီပဲတုံးတာများတယ်အများနဲ့ဒီဟာပဲတုံးတယ်